ဂျူရိုဟာဒီအရာအလုံးကိုဟန်ကာဝါအတွက်လှုပ်ဆောင်နေတာဖြစ်ပါတယ်အခုချိန်မှာသူတို့နှစ်ဦးဟာသူစိမ့်တွေဖြစ်နေကြပေမဲ့နောက်တစ်ချိန်မှာသူမဟာသူ့အတွက်အလွန်ရေးပါတဲ့သူဖြစ်လာလိမ့်မယ်လို့သူကယုံကြည်နေပါတယ်အဲ့ဒီလိုဖြစ်လာနိုင်ခြေရှိတဲ့အလားအလာတစ်ခုရဲ့အပေါ်မှာတင်သူဟာသူ့ရဲ့အသက်ကိုလောင်ကြီးထပ်ပြီးစွန့်စားဖို့အသင့်ရှိနေတာပါအဲ့ဒီအရာကသူ့ကိုတေဆုံးစေမယ်ဆိုရင်တော့သူကတော့လုံမှာပဲဖြစ်ပါတယ်ဂျူရိုပြောတာကိုဥရှိအိုကကြားသွားတဲ့အခါဂျူရိုတယောက်စိတ်ပျော့သွားပြီလို့သူမကထင်လိုက်ပါတယ်ဒီနောက်မှာတော့သူမဟာသူမရဲ့ငရဲကက်ကျိုးအထူးသွေးမျိုးဆက်စွမ်းအားကိုချက်ချင်းထုတ်ဖော်လိုက်ပြီးပြင်းအားမြင့်ရေလင်းတွေနဲ့သူ့ကိုတိုက်ခိုက်ပါတော့တဲ့အဲ့ဒီတိုက်ခိုက်မှုတွေဟာမြန်ဆန်လွန်ပြီးအားပြင်းလွန်းလာပေမဲ့ဂျူရိုကတော့အားလုံးကိုရှောင်တိန်နိုင်ခဲ့ပါတယ်ဒါပေမဲ့တိုက်ပွဲကြားထဲမှာမေဟာအဲ့ဒီတိုက်ခိုက်မှုတစ်ခုထိမှန်သွားတာကြောင့်ဂျူရိုဟာသူမရဲ့အခြေအနေအတွက်စိုးရိမ်ပူပန်သွားခဲ့ရပါတယ်တိုက်ပွဲဆက်ဖြစ်နေတော့မှဟန်ကာဝါကမေကိုအဆင်ပြေရလားလို့မေးမြန်းပြီးဘာကြောင့်ဒီလောက်အထိအပင်ပန်းခံနေရတာလဲလို့မေခွန်းထုတ်ခဲ့ပါတယ်ဒါဟာသူတို့ရဲ့အလုပ်တာဖြစ်ပြီးအခုချိန်မှာအဓိကဦးစားပေးရမှာကသူမကိုဘေးကင်းရာစီပို့ဆောင်ပေးဖို့ပဲဖြစ်တယ်လို့မေကပြန်ဖြေခဲ့ပါတယ်သူမကဟန်ကာဝါကိုသူတို့အတွက်စိတ်မပူပဲအခွင့်အရေးရတော့ထွက်ပြေးဖို့ပြောခဲ့ပါတယ်ဒါပေမဲ့ဟန်ကာဝါကတော့ထွက်ပြေးဖို့ငြင်းဆန်ခဲ့ပါတယ်သူမဟာအန်ရကြုံလာတဲ့အခါထွက်ပြေးတတ်တဲ့လူမျိုးမဟုတ်ပါဘူးအဲ့ဒီအစားသူမကမေကိုဘယ်လိုကူညီပေးရမလဲဆိုတာမေးမြန်းခဲ့ပါတယ်အဲ့ဒီလိုစဉ်းစားနေတော့မှပဲသူတို့နှစ်ဦးစလုံးဟာအနီးအနားမှာပြုတ်ကျနေတဲ့အစိတ်ဆေးထိုးပြုံကိုသတိထားမိသွားကြပါတယ်တစ်ဖက်မှာလည်းဂျူရိုဟာဥရှိအိုရဲ့တိုက်ခိုက်မှုတွေအောက်မှာအထိနာလာပါတယ်သူဟာသူ့မှာရှိတဲ့အက်တွေနဲ့အစိတ်တွေကိုအကုန်သုံးပြီးသွားပြီဖြစ်တာကြောင့်ပြန်ပြီးတိုက်ခိုက်ဖို့မလွယ်ကူတော့ပါဘူးတစ်ချိန်တည်းမှာပဲဥရှိအိုရဲ့မရက်မနာတိုက်ခိုက်မှုတွေကြောင့်သူ့မာနာကိုဓာတ်ရိုက်ကပ်ဖို့ခက်ခဲနေပါတယ်တိုက်ပွဲအလယ်မှာဂျူရိုရဲ့အတွေးတွေဟာသူ့ရဲ့ငယ်ဘဝစီကိုပြန်ရောက်သွားပါတယ်သူဟာအစိတ်မျိုးနွယ်စုရဲ့အကြီးအကဲစီမှာလေ့ကျင့်သင်ကြားခဲ့ရတာကိုသတိရသွားပါတယ်အဲ့ဒီအချိန်တုန်းကအစိတ်မျိုးနွယ်စုရဲ့အထူးသွေးမျိုးဆက်အကြောင်းကိုဘယ်သူမှမသိစေရဘူးလို့သူ့ကိုသတိပေးခဲ့ပူးပါတယ်အကယ်၍တစုံတစ်ယောက်ကတခုခုကြောင့်သိရှိသွားမယ်ဆိုရင်အဲ့ဒီလူကိုတိုးဆုံမနေပဲအပြတ်ရှင်းပြရမယ်လို့ဆိုပါတယ်ဂျူရိုဟာအတွေးထဲကနေရုံထွက်ပြီးတိုက်ပွဲကိုပြန်အာရုံစိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟန်ကာဝါဟာဂျူရိုရဲ့အပေါ်ကိုရုတ်တရက်ခုန်ဆင်းလာပြီးသူ့စီကိုအစိတ်ဆေးထိုးပြုံကိုပေးလိုက်ပါတယ်ဂျူရိုကသူမကိုကယ်တင်ဖို့လာတာဖြစ်ကြောင်းသတိပေးပြီးထွက်ပြေးဖို့ထပ်ပြောခဲ့ပါတယ်ဒါပေမဲ့ဟန်ကာဝါကညှဉ်းဆန်ခဲ့ပြီးသူမဟာအကူအညီမဲ့နေတဲ့မင်းသမီးလေးလိုကယ်တင်ခံခြင်းနဲ့သူမဟုတ်ဘူးလို့ပြောပါတယ်။အဲ့ဒီအစားသူမကတိုက်ပွဲဝင်ပြီးသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်တာပါ။ရုတ်တရက်ဥရှိအိုကသူမရဲ့ရေမင်စာလက်တံတွေကိုသုံးပြီးဟန်ကာဝါကိုဖမ်းဆွဲလိုက်ပါတယ်။ဒီတိုက်ပွဲထဲမှာဝင်ပါလောက်အောင်မိုင်မရသလားဆိုပြီးသူမကဟန်ကာဝါကိုလှောင်ပြောင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂျူရိုကမတ်တက်ရက်လိုက်ပြီးစေးထိုးပြုံကိုလက်ထဲမှာတင်းတင်းကြပ်ကြပ်ကင်ထားလိုက်ပါတယ်။ဥရှိအိုကအဲ့ဒါဘာလဲဆိုတာချက်ချင်းသိတော့ဟာဘီအခုချက်ချင်းချပစ်ဖို့အော်ဟစ်လိုက်ပါတယ်ဂျူရိုကစေးထိုးပြုံကိုမြေပြင်ပေါ်ချပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာဥရှိအိုစီကိုအလုံးမြန်တဲ့အချိန်နဲ့ပြေးဝင်သွားပါတော့တယ်သူပြေးလာနေတော့မှသူမကစေးထိုးပြုံကိုကြည့်လိုက်တဲ့အခါအထဲမှာဘာမှမရှိတော့တာကိုတွေ့သွားပါတယ်ဂျူရိုဟာအစိတ်တွေကိုကိုထိုးသွင်းပြီးသွားပြီဆိုတာကိုသူမသိလိုက်ရပါတယ်ဒါပေမဲ့သူမသိသွားတဲ့အချိန်မှာတော့အရာအလုံးနောက်ကျသွားပါပြီဂျူရိုကအနားကိုရောက်လာပြီးအစိတ်အက်နဲ့သူမရဲ့လယ်ပင်ကိုတိုက်ရိုက်ထိုးနှက်လိုက်ပါတယ်အစိတ်ကချက်ချင်းအာနီတင်ပြသွားပြီးဥရှိအိုဟာနေရာမှာတင်လဲကျသွားပါတော့တယ်အဲ့ဒီနောက်မှာတော့ဂျူရိုဟာဟန်ကာဝါကိုပွေ့ချီထားလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလိုလုံနေရင်းနဲ့မှသူ့လက်တွေဟာမကန်ရမယ့်နေရာတွေကိုထိမိနေတာကိုသတိထားမိသွားပါတယ်အဲ့ဒါကြောင့်သူဟာထိတ်လန့်သွားပြီးမိကိုအကူအညီတောင်းတဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်ခဏအကြာမှာဥရှိအိုနိုးလာတဲ့အခါဂျူရိုကသူမကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်ဂျူရိုကသူမရဲ့ရင်းနှီးစနစ်အကြောင်းကိုတီတီငိမ့်ငိမ့်ပဲရှင်းပြခဲ့ပြီးအစိတ်မျိုးနွယ်စုရဲ့စာကြည့်တိုင်းမှာအဲ့ဒီအကြောင်းကိုအချိန်ချင်းဖတ်ဖူးလေလို့ပြောပါတယ်ဥရှိအိုဟာဇဝေဇဝါဖြစ်သွားပါတယ်ဘာကြောင့်လဲဆိုတော့တက်ပစ်လို့ရတဲ့အခြေအနေမှာဘာလို့သူမကိုမတက်ခဲ့တာလဲဆိုတာကိုသူမနားမလည်နိုင်လို့ပါပဲဂျူရိုကသူဟာဟန်ကာဝါကိုပြန်ခေါ်ဖို့ပဲလာတာဖြစ်ပြီးသူမကိုတက်ဖို့လာတာမဟုတ်ဘူးလို့ရှင်းပြပါတယ်အခုသူမကိုအနိုင်ယူလိုက်တာဟာသူမနောက်ရှက်မှာမဟုတ်တော့တဲ့အတွက်လုံလောက်တဲ့သင်ခန်းစာဖြစ်လိမ့်မယ်လို့သူကယုံကြည်နေပါတယ်ကြံတဲ့ပြန်ပေးသမားတစ်ယောက်ကိုလည်းချဥရိုကမတက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအစားသတိပေးချက်တစ်ခုပေးပြီးလွှတ်ပေးလိုက်ပါတယ်ဒီဆုံးဖြတ်ချက်ကြောင့်ဥရှိအိုကစိတ်တူသွားပြီးရန်သူကိုလွှတ်ပေးတဲ့အတွက်ဂျူရိုဟာစိတ်ပျော့လွန်းတယ်လို့ပြောပါတယ်ဂျူရိုကတော့နောက်တစ်ချိန်သူ့ကိုလာစိန်ခေါ်ရင်သူ့ရဲ့ဝေဒနာတစ်ထောင်အစိမ့်နဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပြန်ပြောလိုက်ပြီးသူဟာအကန့်အသတ်ထက်ကျော်လွန်လာရင်အန္တရာယ်ရှိတဲ့သူဖြစ်နေတော့မဲဆိုတာကိုရှင်းလင်းအောင်ပြောပြလိုက်ပါတယ်မေကဟန်ကာဝါကိုအခုလိုဖြစ်သွားတဲ့အပေါ်အဆင်ပြေရလားလို့မေးတဲ့အခါဟန်ကာဝါကအဆင်ပြေကြောင်းနဲ့နောက်တစ်ခါအဖမ်းခံရမှာမဟုတ်တဲ့အတွက်စိတ်မပူဖို့ပြန်ပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာသူမကဂျူရိုနဲ့မေကိုလိုက်ပို့ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။သူတို့ဟာဟန်ကာဝါရဲ့အချစ်တော်ငါးမန်းလေး6စတီးအပေါ်မှာစီးပြီးပြန်ရမယ်ဆိုတာသိလိုက်ရတဲ့အခါနှစ်ယောက်စလုံးထိတ်လန့်သွားကြပါတယ်။အချိန်တန်ကြာပြီးနောက်ဟန်ကာဝါဟာအာအီယာစီကိုတွားရောက်ပြီးသူမရဲ့အမေဖြစ်သူရဲ့ပကြီးကားကိုပြန်ပေးခဲ့ပါတယ်။အာအီယာနဲ့သူမရဲ့ဖခင်ဖြစ်သူတို့ဟာပကြီးကားကိုပြန်ရတဲ့အတွက်အလွန်ဝမ်းသာပြီးစိတ်သက်သာရသွားကြပါတယ်။အဲ့ဒီအချိန်မှာပဲဟန်
ကာဝါရဲ့ပရိသတ်အဖွဲ့သားတွေဟာကင်မရာကနေတဆင့်အဲ့ဒီမြင်ကွင်းကိုကြည့်ရှုနေကြပြီးအလွန်ပဲစိတ်လှုပ်ရှားကမျက်ရည်ကျနေကြပါတယ်တစ်ဖက်မှာတော့ဂျူရိုဟာဘာလို့ရမှန်းမသိပဲထောက်တနေရာမှာကတိကအောက်ဖြစ်နေပါတယ်ဟန်ကာဝါကအာအီယာကသူ့ကိုကိုယ်တိုင်ကျေးဇူးတင်ခြင်းနေတာကြောင့်သူ့ကိုလှမ်းခေါ်လိုက်ပါတယ်ဂျူရိုဟာရှေ့ကိုတိုးသွားတဲ့အခါအာအီယာကကျေးဇူးတင်စကားပြောလိုက်တာကြောင့်သူဟာစိတ်လှုပ်ရှားလာပါတယ်ဟန်ကာဝါကလည်းသူမကိုကယ်တင်ပေးခဲ့တဲ့အတွက်ဂျူရိုကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်သူဟာအစိတ်ဆရာတစ်ယောက်ဆိုတာတီတုံးကတော့သူဟာအေးဆက်ပြီးနှလုံးသားမရှိတဲ့သူလို့သူမထင်ခဲ့မိကြောင်းဒါပေမဲ့အခုတော့သူဟာထင်ထားတာနဲ့မတူဘူးဆိုတာကိုမြင်တွေ့လိုက်ရပြီဖြစ်ကြောင်းပြောလိုက်တဲ့အခါဂျူရိုဟာရှက်သွေးဖြာသွားပါတယ်မိကလည်းဂျူရိုရဲ့မောင်လေးစေကူတာစရိတ်အတွက်ငွေပေးချေပေးခဲ့တဲ့အပေါ်မှာကျေးဇူးတင်စကားမပြောရသေးတဲ့အတွက်အခုမှပဲကျေးဇူးတင်စကားပြောခွင့်ရခဲ့ပါတယ်သူမဟာသူ့မောင်လေးရဲ့ကျမ်းမာရေးပြန်လဲကောင်းမွန်လာတဲ့ပုံတွေကိုလည်းပြသခဲ့ပါတယ်ဂျူရိုလုပ်ပေးခဲ့တဲ့အရာတွေအတွက်သူမဘယ်လောက်တောင်ကျေးဇူးတင်ကြောင်းပြောပြခဲ့ပါတယ်ဂျူရိုဟာသူကိုယ်တိုင်တတိမထားမိပေမဲ့လူများစွာရဲ့ဘဝကိုကောင်းမွန်အောင်ပြောင်းလဲပေးနိုင်ခဲ့တယ်လို့မိကထောက်ပြလိုက်ပါတယ်သူမကသူ့ကိုပေးအပ်နေတဲ့ချီးကျူးစကားတွေကိုလက်ခံတင်တယ်လို့ပြောပါတယ်ဒီစကားတွေကိုကြားရတဲ့အခါဂျူရိုဟာအလွန်ပဲစိတ်လှုပ်ရှားသွားပြီးမျက်ရည်တွေကိုထိမ့်ဖို့အတွက်အိမ်သာဘက်ကိုတိတ်တိတ်လေးထွက်သွားပါတယ်ဒါပေမဲ့သူအဲ့ဒီမှာကြာမနေလိုက်ရပါဘူးဟန်ကာဝါရဲ့ပရိသတ်ဖွဲ့သားတွေကသူ့ရဲ့အလုပ်အတွက်အခကြေးငွေကိစ္စဆွေးနွေးဖို့သူ့ကိုပြန်ခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟန်ကာဝါကဂျူရိုကိုပေးဖို့အတွက်သူမမှာငွေအလုံးလောက်မရှိကြောင်းပြောလိုက်ပါတယ်။အဲ့ဒီအစားတခြားတစ်မျိုးမျိုးနဲ့ပြန်လည်ပေးဆက်ဖို့အသင့်ရှိကြောင်းသူမကပြောပါတယ်။အဲ့ဒီစကားကိုကြားရတဲ့အခါဂျူရိုဟာအလွန်ပဲရှက်ကိုရှက်ကန်းဖြစ်သွားပါတယ်။မိကတော့သူတို့၃ယောက်စလုံးအပြင်သွားပြီးအောင်ပွဲခံကြဖို့အကြံပေးလိုက်ပါတယ်။ညနေဆောင်တဲ့အခါဂျူရိုနဲ့ဟန်ကာဝါတို့ဟာမိကိုစောင့်ရင်းအတူတူထိုင်နေကြပါတယ်။ဒါပေမဲ့မိဟာဂျူရိုနဲ့ဟန်ကာဝါတို့ကိုနှစ်ယောက်တည်းရှိစေချင်ပြီးသူတို့ကြားမှာတန်ရောစင်တစ်ခုခုဖြစ်လာမလားဆိုတာကိုသိချင်တာကြောင့်ရည်ရွယ်ချက်ရှိရှိနဲ့မလာပဲနေလိုက်ပါတယ်။သူမဟာဂျူရိုစီကိုစာတိုးတစ်စောင်ပို့လိုက်ပြီးသူမမလာနိုင်တော့ကြောင်းနဲ့အရာအလုံးကိုသူ့ဘာသာသူပဲကင်တွေဖြည့်ရှင်းဖို့ပြောလိုက်ပါတယ်။ဂျူရိုဟာအဲ့ဒီစာကိုဖတ်ပြီးတဲ့အခါဒီတညလုံးဟန်ကာဝါနဲ့နှစ်ယောက်တည်းရှိနေတော့မယ်ဆိုတာကိုသိလိုက်ရပြီးထိတ်လန့်သွားပါတယ်။အဲ့ဒီနောက်ဟန်ကာဝါကဂျူရိုကိုငါးမန်းပြပွဲတစ်ခုစီခေါ်သွားပါတယ်။အဲ့ဒီလိုပွဲမျိုးဟာဂျူရိုနဲ့မလိုက်ဖက်ပေမဲ့ဟန်ကာဝါကတော့အလွန်ပဲပျော်ရွှင်နေပါတယ်။အဲ့ဒီနောက်သူတို့ဟာညစာအတူတူစားကြပါတယ်တစ်ဖက်မှာလည်းမေဟာသူတို့ကိုအဝေးကနေတိတ်တိတ်လေးစောင့်ကြည့်နေပါတယ်ဒါပေမဲ့မေဟာဂျူရိုကဒီအစီအစဉ်ဟာသူမရဲ့လက်ချက်ဆိုတာကိုသိသွားပြီဆိုတာကိုချက်ချင်းရိပ်မိသွားပါတယ်မိန်းကလေးတစ်ယောက်ကိုတွေ့ရင်သူမဝတ်ထားတဲ့အရာကိုချီးကျူးဖို့မေကဂျူရိုကိုအရင်ကတင်ပေးထားမှုပါတယ်ဒါပေမဲ့ဂျူရိုကတော့အဲ့ဒီလိုမလုပ်ဘဲဟန်ကာဝါရဲ့ဆွဲကြိုးဟာအမွေနှင်းဟောင်းတစ်ခုနဲ့တူတယ်လို့ကတိကအောက်ပြောလိုက်ပါတယ်ဒါဟာမေနဲ့ဟန်ကာဝါနှစ်ယောက်စလုံးကိုစွန့်သွားစေပါတယ်ဂျူရိုဟာစကားစဖို့ပုံစံမျိုးမျိုးနဲ့စူးစမ်းခဲ့ပေမဲ့အချိန်တိုင်းဟာပိုပြီးတော့ပဲအခြေအနေဆိုးရွားသွားစေပါတယ်မေဟာအခြေအနေတွေပျက်စီးတော့မယ်ဆိုတာသိလိုက်ရတာကြောင့်ဝင်ပြီးကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာသူမရဲ့ဖုန်းကိုအနာကမျက်နှာပြင်တစ်ခုနဲ့ချိတ်ဆက်လိုက်ပြီးဂျူရိုဘာပြောရမလဲဆိုတာကိုအချက်ပြပြီးလမ်းညွှန်ပေးခဲ့ပါတယ်သူမကဟန်ကာဝါရဲ့ငယ်ဘဝအကြောင်းကိုမေးဖို့ဂျူရိုကိုတိုက်တွန်းခဲ့ပါတယ်စားတောက်ဆိုင်မန်နေဂျာကမေလုပ်နေတာကိုသတိထားမိပြီးတားဖို့လုပ်ပေမဲ့မေကသူ့ကိုချင်းချောက်ပြီးငြိမ်နေခိုင်းလိုက်ပါတယ်စပွဲမှာတော့ဟန်ကာဝါကဂျူရိုဟာအစားအစာတွေကိုမထိရသေးတာကိုသတိထားမိပြီးအဲ့ဒီအကြောင်းကိုမေးလိုက်ပါတယ်ဂျူရိုကသူဟာငယ်စဉ်ကတည်းကအစိတ်ဆရာတစ်ယောက်ဖြစ်ဖို့လေ့ကျင့်ခဲ့ရတာကြောင့်သူကိုယ်တိုင်မချက်တဲ့အစားအစာတွေကိုစားဖို့မလုံခြုံဘူးလို့ခံစားရကြောင်းရှင်းပြပါတယ်သူဟာငယ်ငယ်ကတည်းကကိုယ်တိုင်ချက်ပြုတ်ပြီးတယောက်တည်းပဲစားလာခဲ့တာဖြစ်ပါတယ်ဟန်ကာဝါကလည်းအဲ့ဒီလိုခံစားချက်မျိုးကိုသူမနားလည်ကြောင်းပြောပါတယ်သူမဟာလည်းငယ်ဘဝမှာအမြဲတမ်းတယောက်တည်းဖြစ်ခဲ့ရကြောင်းမိသားစုလည်းမရှိသလိုမိဘမဲ့ဂေဟာမှာလည်းတငယ်ချင်းမရှိခဲ့ကြောင်းရှင်းပြပါတယ်။တနေ့မှာတော့တေခါနီးဖြစ်နေတဲ့ချမ်းသာတဲ့လူတစ်ယောက်ကသူမကိုမွေးစားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါဟာသူမကိုချစ်လို့မဟုတ်ပဲသူ့မှာအမွေဆက်ခံမဲ့သူမရှိတာကိုကြောက်ရွံ့နေလို့သာဖြစ်ပါတယ်။အဲ့ဒီလိုနဲ့သူမဟာဟန်ကာဝါဆိုတဲ့မျိုးရိုးနာမည်နဲ့အမြောက်များရှိတဲ့အမွေတွေကိုဆက်ခံခဲ့ရပါတယ်။သူမဟာဘာအလုံးမှမလုပ်ပဲတစ်သက်လုံးအေးအေးဆေးဆေးနေနိုင်ပေမဲ့တနေ့မှာတော့အဲ့ဒီအင်ကြီးထဲမှာဝတ်ထားတဲ့လှပတဲ့အမှုပညာလက်ရာတွေကိုတွေ့သွားပါ။သူမကစုံစမ်းကြည့်လိုက်တဲ့အခါအဲ့ဒီအမှုပညာပစ္စည်းတွေဟာတရားမဝင်ရယူထားတာတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။သူမဟာအဲ့ဒီပစ္စည်းတွေအားလုံးကိုမူလပိုင်ရှင်တွေစီပြန်ပေးခဲ့ပါတယ်။အဲ့ဒီလိုလုပ်လိုက်တာဟာသူမရဲ့ပိုင်ဆိုင်မှုအားလုံးနှိပါကုန်ဆုံးသွားစေပြီးသူမကိုဆင်းရဲသွားစေပါတယ်။အဲ့ဒါကြောင့်အခုဆိုရင်သူမဟာအသက်ရှင်ရပ်တည်ဖို့အတွက်တစ်ပတ်မှာ9ရက်အချိန်ပိုင်းအလုပ်လုပ်နေရတာဖြစ်ပါတယ်။ဒါကိုကြားရတဲ့အခါဂျူရိုဟာစောစောကလူတွေသူ့ကိုကျေးဇူးတင်တဲ့အခါခံစားရတဲ့ခံစားချက်ကိုပြန်တတိယသွားပါတယ်။ဟန်ကာဝါဟာတစ်သက်လုံးအဲ့ဒီလိုကောင်းမှုတွေဒီကိုလှုပ်ဆောင်နေခဲ့တာပဲလို့သူနားလည်သွားပါတယ်။အဲ့ဒါကြောင့်သူကသူမကိုအလွန်ပဲလေးစားစရာကောင်းတဲ့သူလို့ချီးကျူးလိုက်ပါတယ်။ဒီစကားကြောင့်ဟန်ကာဝါဟာပထမဆုံးအကြိမ်ဖြစ်ဒီလိုချီးကျူးစကားအပြောခံရတာကြောင့်မျက်ရည်ဝဲလာပါတယ်။သူတို့နှစ်ဦးကြားကအခြေအနေဟာပိုပြီးလေးနက်လာတဲ့အခါမေကဂျူရိုကိုဟန်ကာဝါကိုချစ်သူအဖြစ်တောင်းဆိုဖို့အချက်ပြပါတယ်။ဂျူရိုဟာတက်တီမွေးလိုက်ပေမဲ့ချစ်သူအဖြစ်မတောင်းဆိုပဲတငယ်ချင်းဖြစ်ပဲစတင်ဖို့တောင်းဆိုလိုက်ပါတယ်။ဒါဟာဟန်ကာဝါနဲ့မေနှစ်ယောက်လုံးကိုအံ့အားသင့်သွားစေပါတယ်။
ဟန်ကာဝါကရေမောရင်းနဲ့သူကသူမကိုချစ်သူအဖြစ်တောင်းဆိုတော့မယ်လို့ထင်နေတာလို့ပြောပါတယ်ဂျူရိုကလည်းသူအဲ့ဒီလိုလုပ်ချင်ပေမဲ့သူတို့တအူးအကြောင်းတအူးကောင်းကောင်းမသိကြသေးဘူးလို့ရှင်းပြပါတယ်အခုအထင်ကြီးစရာကောင်းတဲ့ပုံစံမျိုးမြင်တွေ့နေရပေမဲ့သူ့မှာမကောင်းတဲ့အမှောင်ဘက်ချမ်းတွေလည်းရှိနေပြီးအဲ့ဒါတွေကိုသူမကိုထာဝရဖုံးကွယ်မထားချင်ဘူးလို့ဆိုပါတယ်သူကသူမကိုသူ့ရဲ့တကယ်မြည်သူမြည်ဝါဖြစ်ကြောင်းကိုအရင်ဆုံးသိစေချင်တာပါအဲ့ဒီအရာတွေကိုသိပြီးမှသူမကသူ့ကိုအပြည့်အဝလက်ခံနိုင်မယ်ဆိုရင်သူကသူမကိုစနစ်တကျချစ်သူအဖြစ်တောင်းဆိုမှာဖြစ်ပါတယ်။ဒါဟာသူလိုချင်တဲ့အိမ်အောင်ရေးနဲ့အနာဂတ်အတွက်ပထမဆုံးခြေလှမ်းဖြစ်တယ်လို့သူယုံကြည်ပါတယ်။အမေကတော့ဒါတွေကိုကြည့်ပြီးဘာပြောရမှန်းမသိအောင်ဖြစ်သွားပါတယ်။ဟန်ကာဝါကလည်းဂျူရိုဆိုလိုတာကိုနားလည်သွားပါတယ်။သူမကတငယ်ချင်းအဖြစ်စတင်ဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့နှလုံးသားကိုရယူဖို့ကတော့မလွယ်ကူဘူးဆိုတာကိုလည်းသတိပေးလိုက်ပါတယ်။အဲ့ဒီနောက်သူတို့ဖုန်းနံပါတ်တွေဖလှယ်ကြပြီးဂျူရိုကသူမကိုကားစီအထိလိုက်ပို့ပေးပါတယ်။ဟန်ကာဝါကကားပေါ်မတက်ခင်မှာဂျူရိုကတခြားသူချက်တဲ့ထမင်းကိုမစားနိုင်တာကြောင့်နောက်တစ်ခါမှတော့သူမတို့အတွက်ဂျူရိုကပဲနေ့လည်စာချက်ပေးဖို့မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။သူမထွက်သွားတဲ့အခါမေကဂျူရိုရဲ့အနောက်မှာပေါ်လာပြီးသူ့ကိုအလုပ်အသစ်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့အင်အားကြီးတဲ့ကုမ္ပဏီပိုင်ရှင်ကြီးရဲ့တဦးလေးသောသမီးကိုတက်တော်ဆောင်ဖြစ်စောင့်ရှောက်ပေးဖို့ပါပဲ။ဂျူရိုကချက်ချင်းပဲလန့်သွားပြီးဒီအလုပ်ကိုလက်ခံလိုက်ရင်ဟန်ကာဝါအပေါ်ဖောက်ပြန်ရကျမလားလို့တွေးလိုက်ပါတယ်။မေကတော့ဒါဟာဖောက်ပြန်တာမဟုတ်ကြောင်းနဲ့သူတို့နှစ်ဦးဟာအခုချိန်မှာတငယ်ချင်းတွေပဲရှိသေးတယ်လို့ရှင်းပြပါတယ်။နောက်ပြီးမိန်းကလေးအမျိုးမျိုးနဲ့တွေ့ဆုံတာဟာသူ့အတွက်အတွေ့အကြုံသစ်တွေရစေပြီးလူမှုဆက်ဆံရေးကိုပိုပြီးနားလည်စေလိမ့်မယ်လို့ပြောပါတယ်။ဂျူရိုလည်းအဲ့ဒါကိုယုတ်တိရှိတယ်လို့မြင်တာကြောင့်လက်ခံလိုက်ပါတော့တယ်။အဲ့ဒါကတော့အပိုင်း 3ပဲဖြစ်ပါတယ်။နောက်ထပ်အပိုင်းတွေကိုလက်မလွတ်စေဖို့စောင့်မျှော်ကြည့်ရှုပေးကြပါ။